အားလုံးမင်္ဂလာပါခင်ဗျာအခုတင်ပြမယ့်အကြောင်းအရာကတော့ပကံခေတ်မှာဘာလို့တင်းကအသုံးမပြုတော့တာလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ပကံခေတ်မှာဘာကြောင့်တင်းကားတွေမတွေ့ရတာလဲအသုံးမပြုတော့တာလဲဒီဘေးကုန်းကသုတေသနနယ်ပယ်မှာအမေးခံရဆုံးနဲ့ယခုထိလဲအဖြေမထွက်သေးတဲ့ပု္ပ္ပာတစ်ပုဒ်ပဲဖြစ်ပါတယ်တကယ်လဲပြူမြောင်းတွေကိုတူဖို့သုတေသနပြုတဲ့အခါငွေနဲ့ပြုလုပ်ထားတဲ့တင်းကားအရွယ်မျိုးစုံကိုတွေ့ရှိရတဲ့အပြင်ရွှေနဲ့လည်းပြုလုပ်ထားကြောင်းတူဖို့မှုအထောက်အထားများအရသိရှိရပြန်ပါတယ်တခါတလေမြေကိုမီးဖုတ်ပြီးတော့တောင်တင်းကားပုံစံပြုလုပ်ထားတာကိုတွေ့ရပါသေးတယ်ဒါပေမဲ့ပကံခေတ်ရောက်တဲ့အခါပြုခေတ်ကအသုံးပြုခဲ့သလိုတင်းကားကိုမတွေ့ရှိရတော့ပါဘူးဒါဟာအတော်လေးဗေဒိဆန်လာပါတယ်ပကံခေတ်မြေလွှာတွေကိုတူဖို့သုတေသနပြုတဲ့အခါတိုင်းတင်းကားအစာငွေတုံးငွေခဲများစွာအရွယ်အစားအမျိုးမျိုးကိုတွေ့ရှိရတတ်ပါတယ်ဒါဘာကြောင့်ပါလဲပကံရဲ့ဆရာဟာပြူလို့အဆိုရှိပေပဲဒီကိစ္စကြတော့ပြူတွေသုံးဆွဲခဲ့တဲ့ဒင်္ဂါစနစ်ကိုပကံခေလူမှုအဖွဲ့အစည်းကဘာလို့မဆက်ခံခဲ့ကြတာလဲပကံခေရဲ့အဆောက်အုံဒီဆောက်မှုအခြေခံဟာပြူခေနှောင်းပိုင်းအဆောက်အုံတွေကိုအတူယူထားကြောင်းပြည်သူကလက်ရများကိုလေ့လာခြင်းအဖြစ်သိတာပါတယ်ပကံကပြူကိုဆရာတင်ခဲ့တယ်ဆိုတာသိကြသလောက်ပါပဲဒါဆိုဒင်္ဂါကြမှာဘာဖြစ်ရတာပါဒါကိုဒီခေတ်လူမှုရေစီးပွားရေးနဲ့ချိန်ထိုးကြည့်မိတဲ့အခါယခုခေတ်လူမှုအဖွဲ့အစည်းဟာငွေကြေးသုံးစွဲခဲ့တဲ့နေရာမှာကိုးမောင်ခေတ်ကစတင်လို့ဒင်္ဂါစနစ်ကိုပြန်လည်အသုံးပြုခဲ့ကြပြီးကိုလိုနီခေတ်မှာစက်ကူငွေကြေးစနစ်ကိုတဖြည်းဖြည်းပြောင်းလဲလာခဲ့တာယခုဆိုရင်ဒင်္ဂါပုံသုံးဖို့ငွေစစ်အစာစက်ကူငွေကြေးစနစ်ကိုလုံးလုံးလည်လည်ရောက်ရှိလာခဲ့တာကိုတွေ့ရပါတယ်ဒီလိုပြောင်းလဲသွားတဲ့အခြေခံအချက်လက်အနေနဲ့ကတော့ခေတ်တစ်ခေတ်ရဲ့ပထဝီနိုင်ငံရေးစီးပွားရေးနဲ့ကုန်သွယ်မှုပုံစံပြောင်းလဲလာမှုတွေအပေါ်များစွာမူတည်မှာဖြစ်ပါတယ်။ဒီခေတ်ကငွေကြေးစနစ်အဖြစ်အသုံးပြုခဲ့တဲ့ပစ္စည်းဟာအမှန်တကယ်သဘာဝအတိုင်းတန်ဖိုးရှိတဲ့ငွေသတ္တုကိုအခြေခံခဲ့ပြီး၎င်းရဲ့ပေါ်မှာခန့်နှိမ့်ခဲ့ကြတဲ့အမှတ်တစိတ်များဟာလည်းဘာသာရေးနဲ့ဆက်နွယ်ပတ်သက်နေတဲ့အမှတ်လက္ခဏာများကိုအခြေခံထားတာတွေ့ရှိရပါတယ်။ငွေကြေးစနစ်မှာလူမှုအဖွဲ့အစည်းရဲ့ဘိုးဦးစီးခေါင်းဆောင်တို့မှသူရဲကောင်းတူရဲ့လူမှုအဖွဲ့အစည်းပေါ်လွှမ်းမိုးမှုအရှိန်အဝါပုံရိပ်ကိုဗဟိုပြုပြီးစက္ကူပေါ်ရိုက်နှိပ်ခြင်းဖြင့်မူလတန်ဖိုးမရှိတဲ့စက္ကူဟာတန်ဖိုးတစ်ခုကိုတတ်မှတ်ရောက်ရှိစေပြီးရခင်ဘာသာရေးကိုအခြေခံတဲ့ငွေကြေးစနစ်မှာသူရဲကောင်းအကြီးအကဲစနစ်ကိုအခြေခံတဲ့ငွေကြေးစနစ်သို့ရောက်ရှိခဲ့ခြင်းဖြစ်မယ်လို့ယူဆနိုင်ပါတယ်။ပြုခေတ်လူမှုအဖွဲ့အစည်းအနေနဲ့ငွေကြေးအဖြစ်ဒင်္ဂါကိုသုံးစွဲခဲ့ရမှာဒင်္ဂါပေါ်မှာရိုက်နှိပ်ထားတဲ့အမှတ်တသားများဟာငွေကြေးအဖြစ်သုံးစွဲအသုံးချမှုတဲ့ကြော်လွန်တဲ့အတွေးခေါ်များရှိခဲ့လိမ့်မယ်လို့လည်းသုံးသပ်နိုင်ပါတယ်။ဒါအပြင်ပြုခေတ်လူမှုအဖွဲ့အစည်းရဲ့ကုန်သွယ်မှုစနစ်နဲ့ဒေသတွင်းငွေကြေးစည်းစိမ်မှုပမာဏလုံလောက်စွာရှိနေပြီးပြုခေတ်ငွေကြေးစနစ်ကိုဒင်္ဂါအပြင်အခြားစနစ်အနေနဲ့လည်းကောင်းရှိနိုင်ပါတယ်ဥပမာဒင်္ဂါသုံးစွဲမှုစနစ်ကိုလူဒန်းစားခွဲခြားထားပြီးတာမန်လူဒန်းစားများအနေနဲ့ကုန်းသွယ်ဖလှယ်ကြရမှာအခြားနည်းများကိုလည်းသုံးနိုင်ကောင်းသုံးနိုင်ပါတယ်။ဒါကြောင့်ပြုခေတ်ကဒင်္ဂါသုံးစွဲခဲ့မှုဟာလူဒန်းစားအလိုက်အကန့်အသတ်များလည်းရှိကောင်းရှိနေနိုင်ပါတယ်။ပကံခေတ်ဖြစ်လာမဲ့လူမှုအဖွဲ့အစည်းဟာပြုခေတ်နှောင်းကာလနဲ့ပကံခေတ်မတိုင်မီဂျားကာလအတွင်းပြုခေတ်ရဲ့ကန့်သတ်ချက်များကိုအလုံးစုံပြန်လည်ဆက်ခံဖို့ရတယ်မဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်အဆိုပါဂျာကာလာအတွင်းပထဝီနိုင်ငံရေးအနေဖြစ်နေအမျိုးမျိုးပြောင်းလဲလာနိုင်ပြီးပကံအင်ပါယာတစ်ခုအဖြစ်ပြောင်းလဲလာခဲ့တဲ့အချိန်မှာကျေးရွာစနစ်ဖွဲ့စည်းတည်ဆောက်ပုံမြို့ပြစနစ်နဲ့အတူတနိုင်ငံလုံးနှိပါလွှမ်းခြုံတဲ့အတွေ့အခေါ်ကြီးထွားလာသောလူမှုအဖွဲ့အစည်းနဲ့တိုးတက်ပြောင်းလဲလာတဲ့ပြည်တွင်းပြည်ပကုန်သွယ်မှုများကိုအလင်းမီစေရန်အလို့အလိုရဲ့အကူဆုံးသောငွေကြေးစနစ်ကိုပြောင်းလဲသုံးစွဲခဲ့ရပါတယ်။ပကံခေတ်ငွေကြေးစနစ်ဟာပြုခေတ်တာမန်လူဒန်းစားတို့အသုံးပြုခဲ့တဲ့စနစ်ကိုသာအတူယူခဲ့ရရှိပါတယ်။များပြားလာတဲ့ကုန်စည်စည်းစိမ်မှုစနစ်ကိုအလင်းမီရန်လွယ်ကူတဲ့ငွေကြေးစနစ်ဟာပကံခေတ်လူမှုအဖွဲ့အစည်းအတွက်အဆင်ပြေဆုံးစနစ်ပဲဖြစ်ပါလိမ့်မယ်။နိုင်ငံရေးနဲ့ကုန်သွယ်စီးပွားရေးပုံစံပြောင်းလဲလာမှုများဟာပကံခေတ်အတွက်ဒင်္ဂါစနစ်ဒီအသုံးမကျတော့တဲ့ငွေကြေးစနစ်အဖြစ်ယူဆခဲ့ကြပြီးငွေတုံးငွေခဲအလေးချိန်တွယ်ခြင်းစနစ်ဖြစ်တာသုံးစွဲခဲ့ရင်အ
ခြားသောကုန်ပစ္စည်းပေးချေစနစ်တွေလည်းအသုံးပြုခဲ့မယ်လို့သုံးသပ်ယူဆမိပါတယ်ဒီတက်ခိုင်မာတဲ့အချက်လက်များလည်းဆက်လက်သူတည်တနာပြုကြရအောင်မှာဖြစ်ပါကြောင်းတင်ပြရင်းဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ